Hello အားလုံးပဲမင်္ဂလာပါရှင်ပြုံးလစတာအိဝါဆိုင် page ကနေပြီးတန်ကောင်းချင်းနေနဲ့တူပြန်လဲကြိုဆိုလိုက်ပါတယ်ဒါကတော့မင်းရဲ့ရှောက်သွားမယ်ရှောက်စားမယ်အစီအစဉ်မှာဒီတစ်ခေါက်ကတော့မင်းရဲ့အနေကသမီးရေဆော်ဒီအာရေဗျကိုသွားခြင်းနဲ့မကာသွားခြင်းနဲ့လို့ပြောရတယ်လိုက်ဖို့ဖြစ်တဲ့အစီအစဉ်လေးပါရှင်ဒါကတော့လေစိတ်မှာပါအခုကတော့ဘာရိန်းနိုင်ငံမှာပေါ့နော်ဘာရိန်းနိုင်ငံကလေပလဲထွက်တဲ့နိုင်ငံဖြစ်တဲ့အတွက်ဒေါ်လာထက်ကသူကငွေစည်းပိုမြင့်တယ်ဒါတော့ဘာရိန်းနိုင်ငံမှာ1000နာတော့ဘာရိန်းနိုင်ငံအလှအပလေးကိုချစ်တူရှူစားရအောင်ရိုက်လာတာပေါ့နော်ကျွန်းစုနိုင်ငံလေးဖြစ်တဲ့အတွက်အရန်ကိုမှလှပပြီးတော့တာယာတဲ့နိုင်ငံလေးပေါ့နော်ပြီးတော့သူတို့လေညုံစီးတဲ့အတွက်မင်းတို့ကသူတို့ရဲ့ဟိုတယ်ကောင်းစားမှာအလကားတဲခဲ့ရတယ်ပြီးတော့ဖူကုတ်ကလည်း share တယ်အဲ့အပေါ်ထက်ကြီးမှာလေ bay view နဲ့စားခဲ့ရပါတယ်ရှင်။ဒါကတော့ Saudi ကိုသွားတော့မယ်ဒါ Saudi လေဆိပ်ကိုရောက်ပါပြီနော်။ဒါ Saudi လေဆိပ်က aquarium လေးပေါ့နော်။တော်တော်လေးလှတယ်အဲ့နားမှာတပုံရိုက်ဖို့သူကမပေးရက်ဘူးပေါ့နော်။ဟာမရိုက်ခဲ့ရဘူး။ဒါတော့လေဆိပ်အပြင်ကိုရောက်နေပါပြီ။ဒါမင်းရဲ့အမေရဲ့အတော်ရဲ့မင်းရဲ့ဒါလူ၄ယောက်နဲ့တစ်တာတွေအများကြီးနဲ့ချောင်းဆန်နေတာပေါ့နော်ဒါကတော့သူတို့ရဲ့အစားအသောက်တွေတဲလာတဲ့တစ်တာတွေပါဝတ်စားမဟုတ်ပါဘူးကဲရောက်ပါပြီဒါကတော့မကာရွှေမြို့တော်ကြီးပါနော်အားလုံးပဲမြင်ဘူးကြအောင်မို့ပေါ့နော်မမေရိုက်လာပြီးတာပါဒါမကာရွှေမြို့တော်ကြီးမှာရောက်နေပါတယ်သူကပြီးရင်စမ်ဆန်ရီတောက်နေတာပါနော်ဒါကတော့မုံစည်းထဲမှာမနှက်စာတော့ဝယ်တာပါဒါကနံပြားပေါ့နော်နံပြားကလေတစ်ချက်မဟုတ်သွားနှစ်ချက်ကို Saudi Riyal 1 Riyal ပေါ့နော်အမှဒါကျွေးစီလေးသူတို့ပေးလိုက်တာပေါ့နော်ပြီးတော့ပါကစ္စတန်အာလူချပါတီဆိုင်လဲတွေ့ခဲ့တယ်ပါကစ္စတန်အာလူချပါတီကတစ်ချက်ကို3 Riyal တဲ့နှစ်ချက်ကို5 Riyal ဆိုတော့မျိုးနှစ်ချက်ဝယ်ခဲ့ပါတယ်မနက်စာစားဖို့ပါရှင်ရိုတီအာလူချပါတီကအရင်အကြီးကြီးတွေဆိုတော့စားလို့အရှမ်းကောင်းပါတယ်အဲ့ဒါက Ibrahim Khalil လမ်းကြားတဲ့က Miss Wala လမ်းကြားပေါ့နော်အောက်ဖက်ထဲမှာရှိတာပါအဲ့ဆိုင်ကတစ်ဆိုင်နဲ့ရှိတာပါပြီးတော့အဲ့ဒီမကာမျိုးကအကောင်းဆုံးချက်ကင်ဆိုင်ပေါ့နော်အဲ့ဒါတော့ Swiss Hotel ရဲ့ဒီမှာရှိတာပါရှင်ဒါတော့ night view လေးပေါ့နော်မကာမှာရှိတဲ့ဒီ Safa Marwa တောင်ဘက်က Safa ဘက်အချမ်းnight view လေးကိုမင်းရိုက်လာတာပါအဲ့ဒါနိုင်စင်တာဝိုင်းပေါ့နော်လမ်းမပြောက်အောင်ဒီနိုင်စင်တာဝိုင်းကိုကြည့်ထားတော့လမ်းမပြောက်တော့ဘူးလူတွေရမ်းများတော့လမ်းပြောက်မှာကြောက်ကိုပဲသွားမလဲဆိုဒီနိုင်စင်တာဝါပဲဦးတည်ပြီးကိုကလမ်းမပြောက်တော့ကြည့်ပြီးသွားတယ်ပေါ့နော်ကဲအခုကတော့မဒီနာမြို့ကိုရောက်ပါပြီတမန်တော်မြတ်ထုံးမြတ်ထားမြို့ပေါ့နော်ဒါကတော့ဒီတောင်ကတော့မင်းတို့ဒီတစ်ခေါက်ပထမဆုံးမြင်ဘူးတာပေါ့နော်ဒီကားသမားလေးကသဘောကောင်းတယ်ဂျပလီမလာအီကာပေါ့နော်ကောင်းကင်တမန်ကြီးဆင်းခဲ့တဲ့အသက်စစ်ပွဲတော့ကကောင်းကင်တမန်ကြီးရတဲ့ကုညီဖို့ဆင်းသက်ခဲ့တဲ့တောင်ကြီးပေါ့နော်အဲဂျပလီမလာအီကာဆိုမြန်မာလိုဆိုနတ်တောင်ပေါ့နော်နတ်သားတွေဆင်းသက်လာတဲ့နေရာအဲ့ကိုရက်ပေးတာပေါ့နော်အလေပတ်အနေနဲ့မင်းတို့ကသဲခဏရအောင်တစ်ခေါက်မှမရောက်ဘူးတော့သဲတောင်ကြီးကိုတွေ့တော့အရန်ပျော်ပါပဲသဲတွေနဲ့စော့ကြတာပေါ့နော်ချစ်တို့လည်းကြည်ရတာပျော်ရအောင်မင်းတို့စော့ထားလေးပြပေးလိုက်ပါတယ်ရှင်မင်းတို့အဲ့တဲတောင်ကုန်းပေါ်ထိမရောက်ခဲ့ဘူးတဲမုံတိုင်းတိုက်တာနဲ့နည်းနည်း3ပုံ2ပုံလောက်တော့ရောက်ပြီးတော့ပြန်ဆင်းလာခဲ့တယ်တဲမုံတိုင်းတိုက်တော့ပါဇက်သေးတွေရောမျက်လုံးထဲတွေရောတဲတွေဝင်တော့ဓာတ်မခံနိုင်လို့ပြန်ဆင်းလာခဲ့ပါတယ်ပြီးတော့အဲ့ဒါကူကပဒံမြို့မှာရှိတာအခုမဒီနာကိုရောက်ပါပြီကင်မရာနည်းနည်းဝါးနေတယ်ကင်မဒီနာမှာမမေရဲ့အမေနဲ့မမေရဲ့အတော်နဲ့ပေါ့နော်သူတို့မဒီနာပလီဝကျောင်းတော်တွေကိုသွားကြပါတော့မယ်မင်းကနောက်ကနေဗီဒီယိုလေးလိုက်ပြီးရိုက်ပေးတာပါရှင်မဒီနာမှာအရန်အေးတယ်နော်သွားမဲ့အဖြစ်တွေဆိုနှွေးတယ်ထူယူသွားတဲ့နဲ့1လပိုင်း2လပိုင်းကတော်တော်လေးအေးတယ်မကာမှာလည်းတော်တော်အေးတဲ့အတွက်မင်းဆိုရင်နှာစီးချောင်းဆိုးဖျားတာတွေဖြစ်တယ်ပေါ့နော်ပြင်ကားခွဲဆေးလေးထိုးသွားတင်တယ်လို့ထင်ပါတယ်ဒါတော့မင်းရဲ့အမေပေါ့နော်သူကမင်းရဲ့
နေရဲ့တော့ညီမလွယ်အိတ်နဲ့ပဲရှောက်သွားတော့သူတို့မြင်သမျှလူတွေကလက်ဖက်တောက်စားခြင်းနဲ့ဆိုလိုက်ပြောကြတာဒါမက်ဂနီဆီယမ်တောင်လို့ခေါ်တဲ့ဂျင်းတောင်ပေါ့နော်ဂျင်းတောင်ကဘာလဲဆိုတော့သူကမက်ဂနက်တစ်တန်လိုက်တက်တွေရမ်းများနေတဲ့အတွက်ကားတွေဆိုရင်လည်းမောင်းကြမလို့ဂုံးတက်ကိုသူ့ဟာသူတက်သွားမျိုးပေါ့နော်အဲ့လိုထူးဆန်းတဲ့နေရာပေါ့အဲ့နေရာကိုသွားလဲဖြစ်ပါတယ်မင်းကတော့ကလအုပ်စီးနေတာပါရှင်ဒါကတော့မမေကိုဗီဒီယိုလိုက်ရိုက်ပေးတာကတော့သူကဒီအန်ဆာရီမျိုးခံပေါ့နော်တမန်တော်မြတ်တို့ဟစ်ကြရက်ပြူတော်မှာပေါ့နော်အုံလီတပ်တီတီဗီကျူစုခဲ့တဲ့အန်ဆာရီတွေထဲကနေပြီးပြန်ခဲ့တဲ့ဒီမျိုးခံနေတဲ့ရပေါ့မျိုးနွယ်ဝင်မှာသူနာမည်ကမိုဟမ်မတ်ပေါ့နော်ကားလေးငှားကျင်နေဆိုရင်လည်းမမေသူတို့ဖုန်းနံပါတ်လေးယူလာတယ်ကိုယ့်အကူသွားမယ်အစီအစဉ်ရှိတဲ့သူတွေဆိုသူတို့ဖုန်းနံပါတ်လေးမမေရေးပေးထားမယ်နော်ဒါဂျင်းတောင်မှာဂျင်းတော့မတွေ့ဘူးဒီမောင်စည်းတဲ့အနေနဲ့ပွဲစည်းတဲ့အနေဖြစ်နေတော့လူတွေကလဲကြပတ်ကြပေါ့တချို့လဲ TikTok ဒါတော့လွမ်းမောဖွယ်အိုဟုတ်တောင်ကြီးပေါ့နော်အိုဟုတ်စစ်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေနဲ့အိုဟုတ်တောင်ကြီးပေါ့နော်တမန်တော်မြတ်ကိုချစ်တဲ့ဒီအမတ်သူတွေကိုချစ်တဲ့အိုဟုတ်တောင်ကြီးပေါ့နော်တောင်ကြီးကိုကြည့်တော့လေလွမ်းမောဖွယ်ကြီးပေါ့နော်မကာဆော်ဒီအာရေဗျနိုင်ငံကတော့ကြောက်တောင်နေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတစ်ခုလို့ပဲပြောချင်ပါတယ်ကြောက်တောင်ရမ်းထူထပ်ပါတယ်နော်တဲခန္ဓာရဆိုတာကကြောက်တောင်နေကိုများတယ်ကြောက်တောင်ကြောက်သားကြောက်ဆောင်နေရမ်းကိုထူထပ်ပြီးလူမျိုးပေါ့နော်နိုင်ငံတစ်ခုပါခေဒါတော့ပြန်တော့မယ်မင်းတို့တဲခဲ့တဲ့ဟိုတယ်ကအရန်ကောင်းတယ်နော်ဒါမင်းတို့ပြန်တော့မယ်ဟိုတယ်ရဲ့အပြင်မှာပေါ့နော်ဒါကတော့ခရီးသည်တွေထက်ရောက်လာတာတွေပေါ့အာဖရိကလူမျိုးတွေတည်းနဲ့အရက်ကြီးတွေကထမ်းပင်လောက်ကြီးအမြင့်ကြီးတွေပြမင်းတို့ပြန်တော့မယ်လူကသာ၄ယောက်ပစ္စည်းကမနေဘူးအေးပြန်လက်ဆောင်ဆိုပြီးလဲတစ်တာတစ်လုံးတော့ထုတ်ဝယ်ပြီးတဲတဲ့အတော်ကတဲအဲ့လိုမျိုးပေါ့နော်အကားတစီနဲ့တစ်တာအပြည့်နဲ့ပြန်လာကြပါပြီရှင်အခုဆော်ဒီအာရေဗျခီးစဉ်လေးရတော့အမှတ်ရစရာများစွာနဲ့ပေါ့နော်ပျော်ရွှင်စရာခီးစဉ်လေးရနေပြီအမိမြန်မာပြည်ကိုပြန်มาတော့မင်းအခုကဂျစ်ဒါကိုသွားဖို့မဒီနာနေကားနဲ့ကားတင်နေပါတော့မနက်၄နာရီအဲဂျစ်ဒါကိုရောက်ပါပြီဂျစ်ဒါလေးစိတ်မှာပါဂျစ်ဒါလေးစိတ်ကနေပြီးတော့အခုဒီယထာနဲ့ဟိုဘက်တာမနက်ကူးရပါမယ်ဆိုလို့ကူးနေပါတယ်ကဲနောက်ကလူတွေလည်းသူ့ရဲ့ဆွေမျိုးတွေကိုတွေ့လို့ပဲရီးပြနေပါတယ်ကဲအခုဘာရင်းရောက်ပါပြီရှင်ဒါဘာရင်းနိုင်ငံကိုပြန်ရောက်လာပါပြီဘာရင်း transit ပါဒါလေးတွေကတော့ထိရှိပေးတဲ့သူအားလုံးကျေးဇူးတင်တဲ့အနေနဲ့မင်းပေါ်တော့အောင် bonus track နေနဲ့တင်ပြပေးလိုက်ပါတယ်ထိရှိပေးတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးချစ်တယ်တတားတိုင်းနေတယ်အိမ်မှာလမ်းမှာကြည့်တာဩ